ဟိုလေမိခင်တစ်ယောက်ကကိုယ်တိုင်မွေးထားတဲ့သမီးရဲ့ရင်ကိုအစိတ်ခတ်တက်ပြစ်တယ်ဆိုရင်ယုံနိုင်မှာမလားဟာတကယ်ကြီးလားဘလို့လုတ်ပြီးအဲ့ဒီလိုရက်စက်နေရတာလေอืมအကြောင်းရင်းကပို့ပြီးတော့တုံလို့ဆရာကောင်းနေသီလားဘာလို့လဲဆိုတော့သမီးဖြစ်သူရဲ့ဆယ်ကျော်တဲ့ဤစားကောင်လေးကိုလေမိခင်ဖြစ်သူကိုယ်တိုင်ကပြန်ပြီးဆွဲလန်းသွားလို့ပါပဲဟာတားမီနှစ်ယောက်ကကောင်လေးတစ်ယောက်ချေကိုပြန်ကြိုက်မိသွားတဲ့သဘောပေါ့နော်ဒီဇလန်ဟာတာမန်မီတာစုတွင်ကအကြောင်းရင်းလေးတစ်ခုကနေစတင်ခဲ့ပေမဲ့ပေါ့နော်လျှို့ဝှက်ချက်တွေdigital ကမ္ဘာရဲ့ကြောက်မက်ဝယ်လက်စားမှုတွေနဲ့ပေါင်းဆက်သွားတဲ့အခါအဆုံးသတ်မှာတော့ဘသူမှထိမမထားတဲ့အလွန်အကြီးတန်းတဲ့အချိုးအကွေ့တစ်ခုစီကိုရောက်ရှိသွားပါတယ်ENFS channel မှာနှွေးထွေးစွာကြိုးဆိုပါတယ်ဟုတ်ကဲ့ဆိုတော့ဒီကနေ့လေ့လာမယ့်အကြောင်းအရာကလူစိတ်ရဲ့အမောင်မိုက်ဆုံးအိမ်သားပိုင်းတွေနဲ့နီးပညာရဲ့အန္တရာယ်ကိုထိတ်လန့်ဝယ်ရာပေါင်းဆက်ပြထားတဲ့အဖြစ်အပျက်တစ်ခုပေါ့နော်မှန်ပါတယ်ပြဿနာရဲ့အရေးမြစ်ကိုနားလည်ဖို့ဆိုရင်လေဇလန်းရဲ့အစမှာရှိနေတဲ့အာရှာဆိုတဲ့အသက်3ပတ်ရှိနေရွယ်ကျောင်းဆရာမတယောက်ရဲ့ပုံမှန်နေစဉ်ဘဝကိုအရင်ဆုံးတေးသေးချာချာစူးစမ်းကြည့်ဖို့လိုအပ်တယ်ဗျာဟုတ်တယ်ဘလို့ပြောမလဲအာရှာရဲ့ဘဝကိုကြည့်မယ်ဆိုရင်အပြင်မောင်းမှာတော့တာမန်ရုန်းကန်နေရတဲ့အင်ရှင်မတယောက်လိုပဲထင်ရတယ်လေများစုကအဲ့လိုပဲမြင်ကြမှာပဲဟုတ်မနေ့ဆိုရင်သမီးဖြစ်သူမီယာကိုကြောင်းသွားဖို့ပြင်ဆင်ပေးတယ်ပြီးတော့ကြောင်းမသွားခင်လမ်းမှာဟိုတယ်တစ်ခုကိုဝင်ပြီးကိုယ်တိုင်လုတ်ထားတဲ့တရက်တီတက်လက်တီကိုဝင်ရောင်းသေးတယ်သီလားဟာအလုပ်တွေတော်တော်များတာပဲဟုတ်တယ်ဟိုတယ်ပိုင်ရှင်ကဈေးနေပဲမဲ့သူမကမရရအောင်ဈေးစပိရောင်းချတယ်ကြောင်းကပြန်လာရင်လည်းဆက်ချုပ်သေးတယ်ပေါ့နော်တစ်ဖက်မှာသူမရဲ့ခင်မုန်းဖြစ်သူဆူဒီယာကအလုံးမလုတ်တဲ့စားရဲဆရာတယောက်ဖြစ်နေတယ်လေအလုံးမလုတ်တဲ့ပြင်အရက်တောက်ပြီးအချိန်ဖြုံးနေတဲ့သူဖြစ်နေတော့ပိုဆိုးတာပေါ့ဗျာအာရှာတယောက်တည်းရဲ့ဖခုံးပေါ်ကိုကြားရောက်နေတာကိုတွေ့ရတယ်တကယ်ကို PR တွေများလွန်းတဲ့ဘဝတစ်ခုပေါ့နော်ဒါပေမဲ့လေဒီလိုရုန်းကန်နေရတဲ့မိခင်တွေအများကြီးရှိတာပဲမဟုတ်လားဒီအချက်လေးတစ်ခုတည်းကနေကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတစ်ခုစီကိုဘလို့လို့ဥတီတွားနေပါလဲဟိုလေအဲ့ဒီမြေခွန်းကအလွန်အရေးကြီးပါတယ်ခင်ဗျရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုတစ်ခုတည်းကြောင့်လူတစ်ယောက်ကရာဇဝတ်မှုကျူးလွန်လေမရှိပါဘူးပြဿနာကစိတ်ပိုင်းဆိုင်ရာအထီးကျန်မှုနဲ့ဖြည့်ရှင်းမရတဲ့လစ်လူရှုခံရမှုတွေစက်တိုက်စုပုံလာခြင်းပဲဖြစ်တယ်ဗျာဟုတ်ကဲ့ဇလန်ထဲမှာအလွန်ထိမိလေတင်စားချက်တစ်ခုရှိတယ်ဗျာညဘက်မှာအင်မိုးပေါ်ကနေကြွက်တီပြေးလွှားနေတဲ့အတန်းတွေကိုကြားရတဲ့အခန်းပေါ်နော်ကြွက်တီဟုတ်တယ်တခိုးထန်လို့လင်မယားနှစ်ယောက်တုတ်တွေဆွဲပြီးထွက်လာကြပါမယ်ကြွက်တီဖြစ်နေတာကိုထိလိုက်ရတယ်အဲ့ဒီမှာအာရှာကခမွန်းဖြစ်သူကိုဒီကြွက်တွေကိုရှင်းလင်းဖို့အကြိမ်ကြိမ်ပူစားပေမဲ့ခမွန်းကလုံးဝဂီးမဆိုင်ပါဘူးဗျဂီးမဆိုင်ဘူးကွနော်ဒီကြွက်တွေဆိုတာရိုးရိုးတက်တော်အရင်မောဘူးလေသူတို့ကမိသားစုအတွင်းမှာရှိနေတဲ့ဖြည့်ရှင်းမရပဲပြစ်ထားတဲ့ပြဿနာတွေနောက်ပြီးတိတ်တဆိတ်ကြီးသွားလာနေတဲ့အကြောင်းတွေကိုကိုစားပြနေတာပါဆိုလိုတော့ကခမွန်းဖြစ်သူကအင်ခေါမိုးပေါ်ကကြွက်တွေကိုလစ်လူရှုထားသလိုပဲအရှာရဲ့စိတ်ပိုင်းဆိုင်ရာပင်မနှွမ်းနေမှုတွေအထီးကျန်မှုတွေကိုပါလစ်လူရှုထားတယ်ဆိုတဲ့သဘောပေါ့နော်အတိအကျပဲဗျာလုံးဝမှန်ပါတယ်အဲ့လိုအခြေအနေမျိုးမှာသမီးဖြစ်သူမီယာရဲ့ဆာမွဲမတ်ရီရုတ်တရက်ချက်စင်းလာတာကိုအရှာသိလိုက်ရတယ်လေအိမ်ပြန်ရောက်တော့သမီးကိုစစ်ဆေးမင်းမြန်းနေတော့အိမ်ထဲမှာဖုန်းစံတကူထွက်လာတယ်ဟာဘယ်သူဖုန်းလဲအရှာရဲ့ဖုန်းလည်းမဟုတ်ဘူးခမွန်းဖြစ်သူရဲ့ဖုန်းလည်းမဟုတ်ဘူးလေမီယာကပြတလဲနဲ့ဖွက်ထားတဲ့ UF ဖုန်းကိုယူပြေးဖို့စ조사တဲ့အာရှာလိုက်လူတဲ့အခါမှာမီယာကဖုန်းကိုကျင်းပြင်ပေါ်ပစ်ပေါက်ခွေ့ပြလိုက်တယ်ဒီလားဟာတော်လေးရိုင်းဆိုင်တယ်တုံ့ပြန်ဖို့ပဲနော်ဟုတ်တယ်နောက်ဆုံးတော့မီယာကအာခင်းဆိုတဲ့ကောင်လေးတယောက်နဲ့အဆက်အသွယ်ရှိနေတယ်ဆိုတာပေါ်သွားတာပေါ့အခုခေတ်မှာဆယ်ကျော်သက်တွေ UF ဖုန်းတုံးတာရီးစားထားတာတွေကစမ်းတော့မစမ်းလာဘူးလေဒါပေမဲ့ဘာကြောင့်အာရှာကဒီကိစ္စကိုဒီလောက်တောင်ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ရတာလဲဆိုတော့လေဒီနေရာမှာစိတ်ပညာရcontrol တမဟုတ်ထိချုပ်နိုင်စွမ်းဆိုတဲ့အချက်ကိုကြည့်ရမယ်ဗျာအာရှာရဲ့ဘဝကြီးတစ်ခုလုံးကကမောင်းကမားဖြစ်နေတာလေပေါ့နော်ဟုတ်တယ်အိမ်တောင်ရေးကလည်းစမပြေစီဝိုင်ကလည်းချက်တယ်ခမုန်းကလည်းအကျွေးတွေတင်နေတယ်ဗျာတူမရဲ့ဘဝမှာတခုတည်းတော့အောင်ရင်မှုတခုတည်းသောထိချုပ်နိုင်စွမ်းရှိတယ်ရလို့တူမယုံကြည်ထားတာကသမီးဖြစ်သူမရပါပဲသမီးလေးကိုအားကိုးနေရတဲ့သဘောပေါ့နော်ဟုတ်တယ်ဗျာမီးရကလိမ့်ပါတယ်စားတော်တယ်ဆိုတဲ့အချက်လေးကပဲအာရှကိုအသက်ဆူချောင်စေတာပါအခုသမီးဖြစ်သူစီမှာလောဝချက်တွေရှိလာပြီးဖုံးတွေဖတ်တုံးပြီးဆိုတာတီးလိုက်ရတဲ့အခါသူမရဲ့နောက်ဆုံးလက်ကျန်ထိန်ချုံနိုင်စွမ်းလေးပါဆုံးရှုံးသွားပြီလို့ခံစားလိုက်ရတာပါဗျာ
ဒါဆိုရင်သမီးရဲ့ရုပ်ဝဲဖုန်းကအာရှာရဲ့ပောက်ခွဲခါနီဖြစ်နေတဲ့ pressure cooker လို့စိတ်ဖိစီးမှုတွေကိုမီးမွေးပေးလိုက်တဲ့မီးပွားလေးတစ်ခုဖြစ်သွားတာပေါ့နော် တကယ်ကိုမှန်ပါတယ်အဲ့ဒီမိဘကနေအကြီးကြီးလောင်းတော့တာပဲ ဟုတ်တယ်ဒါပေမဲ့ဒီကနေစပြီးဇလန်းကလုံးဝကိုမထင်မှတ်ထားတဲ့လမ်းကြောင်းပေါ်ရုံသွားတယ်ရှင်အာရှာဟာသူမကွာရင် smartphone အသစ်တစ်လုံးဝယ်လိုက်ပြီးကျောင်းကလုပ်ဖို့ကင်ဖက်စီကနေ Facebook သုံးလေးကိုတင်ယူလိုက်စေသီလား ဟာဘာလို့ဖို့လဲ ရည်ရွယ်ချက်ကရှင်းသွားတယ်လိသမီးဖြစ်သူကိုဆက်သွယ်နေတဲ့ Akil ဆိုတဲ့ကောင်လေးကို Facebook ပေါ်နေရှာပြီးသမီးနဲ့ဝေးဝေးနေဖို့တတိပေးမလို့ပဲလိ အော်အစားကတော့တမိကိုကာကွယ်ခြင်းနဲ့စိနေပေါ့နော် ဟုတ်တယ်သူမက Akil ကိုဆက်သွယ်ပြီးအဖေမှာတွေ့ဖို့ချင်းဆိုလိုက်တယ်ဒီအထီးကမိခင်ကယောက်ရဲ့ကာကွယ်လို့စိတ်လို့နားလဲပေးလို့ရပါတယ်လေဒါပေမဲ့ကားထဲမှာတွေ့ဆုံကြတဲ့မင်ကွင်းကစားပြီးအချီညီတွေကဇောက်ထုံးမိုးမျိုးဖြစ်သွားတော့တာပဲ ဟုတ်တယ်ဗျာကားထဲမှာတွေ့ဆုံတဲ့မြင်ကွင်းကဒီဇလန်ရဲ့အရေးကြီးဆုံးအလဲအပြောင်းပါပဲအာရှာကဒေါသတကြီးနဲ့ဝင်သွားပေမယ့်အာကီလ်ကအလုံးကိုတိငိမ်ပြီးရင်ကျဲတဲ့ပုံစံမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်ဗျာ ဟာကောင်လေးကဒေါသမထောဘူးပေါ့ လုံးဝမထွက်ဘူးဗျာသူကအန်တီထင်တယ်လို့မဟုတ်ပါဘူးမီရာကိုညီမလေးတယောက်လို့သဘောထားတာပါလို့ပြန်ဖြေယုံတာမကပဲမီရာကအန်တီအကြောင်းတွေကိုပဲအမြဲပြောပြနေတာအန်တီဘလောက်ပင်ပန်းနေရတယ်ဆိုတာကျွန်တော်နားလဲပါတယ်လို့ပြောလိုက်တယ်ဗျာ နေပါဦးဒီအပိုင်းကနည်းနည်းတော့စဉ်းစားရခက်တယ်လी38နှစ်အရွယ်ဘွားတကြုံရှိတဲ့လောကဒဏ်ကိုကြံကြံခံနေတဲ့အမျိုးသမီးတစ်ယောက်ကဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့စကားတွေတော့ကိုဒီလောက်လွယ်လွယ်နဲ့ပါသွားဖို့ဆိုတာဖြစ်နိုင်ပါမလား စဉ်းစားစရာပဲနော် ဟုတ်တယ်လीကောင်လေးကစကားတက်ယုံလေးနဲ့ဒေါသထွက်နေတဲ့မိခင်တစ်ယောက်ရဲ့စိတ်ကချက်ချင်းပြောင်းသွားနိုင်သလား အပေါ်ရန်ကြည့်ရင်တော့မဖြစ်နိုင်ဘူးလို့ထင်စရာပဲဗျာဒါပေမဲ့ဒီနေရာမှာအခီလ်အသုံးပြုသွားတာကရိုးရှင်းတဲ့စကားပြောဆိုမှုမဟုတ်ပါဘူးစိတ်ပီလီယာမှာ emotional grooming လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကြိုးကင်ချဲလေပြီးယုံကြည်မှုတိဆောက်တဲ့နီလန်ကိုအတိအကျသုံးသွားတာပါ ။အော်စိတ်ပိုင်းဆိုင်ရာကြိုးကင်ချဲလေတာပေါ့ ဟုတ်တယ်အခီလ်ကအာရှာကိုကာကွယ်ပြောဆိုစရာမလိုအောင်သူမရဲ့ဒေါသကိုအတိမပြုပေးလိုက်တယ်ပြီးတော့သူမအလိုအဆုံးရှိနေတဲ့နားလည်ပေးမှုကိုပေးလိုက်တယ်ဗျာ နားလည်မှုဆိုလား तू မတက်လုံးလိုချင်နေခဲ့တာလी မနာဘောလူတစ်ယောက်ဟာ validation starvation လို့ခေါ်တဲ့အတိအမပြုခံရမှုကိုအလွန်အမဲငတ်မွတ်နေတဲ့အခြေအနေမျိုးမှာရှိနေတဲ့အခါအဲ့ဒီစကားတွေဟာကန်တားရထဲမှာရေငတ်နေသူအတွက်အစိတ်ခတ်ထားတဲ့ရေဖြစ်နေတဲ့တောင်မစင်းစားတော့ပဲတောက်မိထွက်တယ်ပါတယ်ဗျာ ဟာကန်တာယာတဲ့ကရေဆိုရင်နိုင်ရှင်ချက်ကတော်တော်လေးကိုထိမိတယ်ဒီလား ဟုတ်ကဲ့ စကားမဆက်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ပေးဖို့မမေ့ပါနဲ့နော် ဟုတ်ကဲ့လိုက်လီနေကြပါအောင် โอเคဒီဗီဒီယိုကို YouTube ကနေကြည့်ရှုနေတယ်ဆိုရင်လေကျွန်တော်ရဲ့ channel ကအခုဆိုရင် monetize ဖြစ်နေပြီဖြစ်လို့ငွေချေးရရှိနေပါပြီကြည့်ရှုတဲ့အခါ VPN အသုံးပြုပြီးကျွန်တော်ကိုကူညီထောက်ပံ့နိုင်ပါတယ်ရှင်ကူညီပေးမှုအတွက်ကျေးဇူးများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ โอเคဇလန်ကိုဆက်လိုက်ကြရအောင်ဆိုတော့တိုးတဲ့ဆက်ဆံရေးthatအဲ့ဒီတွေ့ဆုံမှုကနေစတင်ပြီးပြောင်းလဲသွားတယ်ပေါ့နော်အာရှာရဲ့ခင်ပွန်စုဒီကရဲမူဖီလမ်းမှာလဲနေတဲ့အချိန်အာကီယိုကတွေ့သွားပြီးအာရှာကိုဖုံးဆက်အကြောင်းကြားပေးခဲ့တယ် ကောင်းလေးကကူညီတယ်လို့လုပ်ပေးတာပေါ့ ဟုတ်ကဲ့ဒီအဖြစ်ပြက်ကသူတို့နှစ်ယောက်ကိုပိုပြီးနီးစပ်သွားစေတယ်နောက်ပိုင်းမှာအာကီယိုကအာရှာကိုပြင်မထပ်တွေ့ဖို့ချင်းဆိုလာတဲ့အခါအာရှာကသူမရဲ့အိမ်တော်ရဲ့အစင်မပြေမှုတွေခင်ပွန်ဖီသူရဲ့အကျွေးတွေကိုသူမရဲ့လောက်ရတနာတွေရောင်းပြီးဆက်ပေးခဲ့ရတဲ့အကြောင်းတွေကိုရင်ခွင့်ပြလာတယ်လေ ဟုတ်လေအဲ့ဒီအချိန်မှာပဲအာကီလ်ကနောက်ထပ် Android ရဲ့ခြေလမ်းတစ်ခုကိုလမ်းလိုက်တာပါဗျာ ဘယ်လိုခြေလမ်းမျိုးလဲ သူကအာရှာကိုချစ်မြတ်နိုးချောင်းရုတ်တရက်ဖွင့်ပြောလာတယ်ဗျာအာရှာကငါသက်38နှစ်ရှိပြီ18နှစ်ရွယ်သမီးတစ်ယောက်လည်းရှိနေပြီလို့တားမြစ်ပေမဲ့အာကီလ်ကအသက်ကအရေးမကြီးပါဘူးအန်တီကိုရန်တမ်းဖို့ထားလို့ပါလို့ပြန်ဖြေပါတယ်ဗျာ ဟာအရင်ကလို့တောင်ဝန်နေကြားမှာနမုံနေတဲ့မိခင်တယောက်မဟုတ်တော့ပဲကိုပြန်လဲဂိုးဆိုင်လာတယ်မိတ်ကပ်တွေပြင်လာတယ်ဖုန်းကိုပဲအမြဲတမ်းကြည့်ပြီးပြောင်းပြော်နေတတ်လာတယ်လေဒါပေမဲ့digital ဆက်သွယ်ရေးရဲ့လှည့်စားမှုကဒီနေရာမှာဘလို့အခန်းကဏ္ဍနဲ့ပါဝင်နေတယ်လေ digital ကဘာရဲ့ကြောက်စရာကောင်းဆုံးအချက်ကအဲ့ဒါပါပဲဗျာပညာရှင်တွေကဒါကို hyper personal effect လို့ခေါ်ကြပါတယ် hyper personal effect ပေါ့နော် ဟုတ်တယ်မျက်နှာချင်းဆိုင်မတွေ့ရပဲဖုန်း screen ပေါ်ကနေပဲစာတိုတွေပို့စကားတွေပြောနေရတဲ့အခါကျွန်တော်တို့ရဲ့ဦးနောက်ကတစ်ဖက်လူရဲ့ချိုယွင်းချက်တီကိုမမြင်ရတော့ဘူးဗျာကိုထစ်ချင်တဲ့စိတ်ကူးရင်ပုံရိပ်ဒီကိုတစ်ဖက်လူအပေါ်မှာအစားထိုးမြင်အောင်လာတတ်ပါတယ် ဆိုလိုတာကကိုလိုချင်တဲ့ပုံစံကိုကောင်းလေးစီမှာထားပြီးမြင်နေတာပေါ့ ဟုတ်တယ်ဗျအာရှာတတော့အာကီယိုဟာအသက်16နှစ်အရွယ်ကလေးတယောက်မဟုတ်တော့ဘူးလीတူမကိုကဲတင်မဲ့တူ
တူမရဲ့တံပိုးကိုတီးတဲ့နတားတစ်ပါးလို့ထွက်လာတော့တာပါပဲဗျာ screen ပေါ်ကစာသားတွေကလူကြီးတယောက်ရဲ့တာမန်စင်ကျင်တုံတရားနဲ့ခုခံနိုင်စွမ်းတွေကိုလုံးဝကျော်လွှားသွားနိုင်စွမ်းရှိပါတယ် ဒါပဲမဲ့လေအပြင်ဘက်လက်တွေ့ကဘာမှာတော့အဲ့ဒီ screen ပေါ်ကစိတ်ကူးရင်ကဘာလေးကပြိုကွဲစပြူလာပါပြီသိလား ဘာလို့ဆက်ဖြစ်လို့လဲဗျာ သူတို့နှစ်ယောက်ဟိုတယ်မှာသွားရောက်တွေ့ဆုံကြတဲ့အခါအာကျိုကသူတို့ရဲ့အခိုက်အတန့်ဒီကိုဗီဒီယိုရိုက်ခုဖို့ကြိုးစားပါတယ်နိုင်ငံခြားကိုပြန်သွားတဲ့အခါအလွမ်းပြေကြည့်ဖို့လို့အကြောင်းပြပေးမဲ့ပေါ့နော်အာရှာကတော့လုံးဝငင်းဆန်ခဲ့ပါတယ်လေ တော်သေးတာပေါ့နော်အဲ့ဒါလေးညင်းလိုက်လို့ ဟုတ်တယ်ရှင်တစ်ချိန်တည်းမှာပဲအိမ်မှာသမီးဖြစ်သူမီယာကသူမရဲ့မိခင်ပြောင်းလဲလာတာကိုတတိထားမိလာတယ်မိခင်ဖြစ်သူကသမီးဟင်းချက်ရင်တောင်ဖုံးကိုပဲကြည်နေတာလေနောက်ပြီးညဘက်တင်မှာတယောက်ခဲဖုံးပြောပြီးရေမောနေတာတွေကိုမြင်လာရတဲ့အခါမီယာကစတင်တန်ညံဝင်လာပါတော့တယ် ဟုတ်လေဒီညမှာအာရှာရဲ့စိတ်ထဲမှာ paranoia လို့ခေါ်တဲ့အလုံးအမြင်တန်ရာလုံးကဲပြီးကြောက်ရွံ့တဲ့စိတ်ဝေဒနာတစ်ခုစတင်ဝင်ရောက်လာပါတယ်ဗျာ ကိုအပစ်နဲ့ကိုဆိုတော့လေ ဟုတ်ပါတယ်မီယာကအာရှာရေချိုးနေတော့ဖုံးကိုခိုးကြည့်ဖို့ကြိုးစားခဲ့တာကိုအာရှာရိပ်မိသွားတဲ့အခါအခြေတင်ကပိုဆိုးသွားတယ်ဗျာညဘက်မှာမီယာကဖခင်ဖြစ်သူစူဒီယာနဲ့အတီပေါက်စကားပြောနေတာကိုအာရှာလမ်းမြင်လိုက်ရတယ်ဗျာ ဟာအာရှာတွေးပြစ်သွားမှာပဲ ဘာဒီပြောနေလဲဆိုတာမကြားရပြီမဲ့အာရှာကတော့သူမရဲ့လျှို့ဝှက်ချက်ကိုတမိထီသူကဖခင်ကိုပြောပြနေပြီလို့ထင်ယောင်ထင်မှားဖြစ်ကအလွန်အမြင်ထောက်ချသွားပါတယ်ဗျာ ဟုတ်လေဒီနေ့မှကျမတခုဝင်မြည်စင်တယ်ဒီလားတန်တရားဝင်နေကြောင်းရုံတယ်ဆိုတာကိုနားလည်ပေးလို့ရပါတယ်ကိုယ့်ရဲ့လျှို့ဝှက်ချက်ပေါ်သွားမှာကိုကြောက်တာလीပေါ့နော် ဟုတ်ကဲ့ ဒါပေမဲ့ဒီကနေ့တဆင့်အလွန်ရက်ဆက်တဲ့ရာဇဝတ်မှုကြီးတစ်ခုစီကိုကူးပြောင်းသွားတာကတော့တကယ့်ကိုကြီးမားလုံးနဲ့စစ်ပိုင်းဆိုင်ရာခုံပြောင်းကျော်လွှားမှုကြီးတစ်ခုပဲအာရှာဟာသူမကိုယ်လိုင်းတမီးဟစ်သူမီယာစားမဲ့ရေခဲမွန့်ထဲကိုအစိတ်တန့်စေတဲ့စီးတစ်မျိုးကိုရောထည့်လိုက်ပါတယ် တကယ်ကိုဆိုးရွားလုံးပါတယ်ဗျာ ဟုတ်တယ်မလားတမီးအရင်ကိုတပ်ပစ်ဖို့အထိဘလို့များစိတ်ကူးရက်ဆက်သွားရတာလဲ ဟိုထာမန်ညံ့ရင်နဲ့စဉ်းစားရင်တော့ဘလို့မှနားလည်နိုင်မှာမဟုတ်ပါဘူးဗျာဒါပေမဲ့အာရှာရဲ့အဲ့ဒီအချင်းကဦးနောက်အလုံးလုံးပုံကပုံမှန်မဟုတ်တော့ပါဘူး cognitive distortion လို့ခေါ်တဲ့အတိရင်လွဲမှားမှုအပြည့်အဝဖြစ်နေပါပြီဗျာ အတိရင်လွဲမှားမှုပေါ့ ဟုတ်တယ်ဗျာအာရှာရဲ့စိတ်ထဲမှာအာကီယာဟာသူမရဲ့တခုတည်းသောပျော်ရွှင်မှုသူမရဲ့အသက်ရှူပေါဖြစ်နေတယ်လေအကယ်၍မီယာကသာဒီကိစ္စကိုဖော်ထုတ်လိုက်ရင်သူမရဲ့အဲ့ဒီအသက်ရှူပေါလေးပိတ်သွားလိမ့်မယ်သူမရဲ့ဘဝကြီးပြိုကွဲသွားလိမ့်မယ်လို့ယူဆသွားတယ်ဗျာ ။အော်ကိုယ့်ရဲ့တစ်ခုရဲ့သောလွတ်မြောက်ရာကိုဆုံးရှုံးရမှာအရန်ကြောက်သွားတာပေါ့ အတိအကျပဲဒါကြောင့်မီယာဟာချစ်စရာသမီးလေးမဟုတ်တော့ပဲသူမရဲ့ရှင်သန်မှုကိုချင်းချောက်နေတဲ့ရန်သူအဟန့်တာတစ်ခုအဖြစ်ဦးနောက်ကပုံချက်တည်မြင်လာတော့တာပါဗျာဒါဟာစစ်ပိုင်းဆိုင်ရာပြိုလဲမှုရဲ့အထူးအထိပ်ပါပဲ ။အဲ့ဒီညကမြင်ကွင်းကတကယ်ကိုအိမ်မက်ဆိုးတစ်ခုပါပဲရှင်။မီယာကဘိုက်အောင်ပြီးလူးလိမ့်နေတာကိုအာရှာမက်ဆီရှေ့မှာတင်မြင်နေရတယ်တိလား ဟာကိုရှိမာတဲ့သမီးလေးတေဆုံးသွားတာကိုကြည့်နေရတာပေါ့ ။ဟုတ်တယ်။စီးရုံကိုအရေးပေါ်တင်လိုက်ရပြီးမဲ့ကန်ဆိုးစွာနဲ့ပဲမီယာကွယ်လွန်သွားခဲ့ပါတယ်လေ။စီးရုံကမြင်ကွင်းမှာဆူဒီနဲ့အာရှာတို့တမီးလေးရဲ့အလောင်းပေးမှာငိုကြွေးနေကြတယ်။အဲ့ဒီအချိန်မှာပဲအာခူရောက်လာပြီးဖခင်ဖြစ်သူဆူဒီကိုရောအာရှာကိုပါနှစ်သိမ့်ပေးဟန်ဆောင်နေတဲ့မြင်ကွင်းကတော့တကယ့်ကိုဒေါသထွန်းစရာကောင်းလုံးပါတယ် လူလိန်ဆိုတော့လက်တရုပ်ဆောင်ကောင်းတာပေါ့ဗျာ ဟုတ်တယ်လေဒါဆိုရင်အရာအလုံးကအာရှာထွင်ထားတယ်လို့ဖြစ်သွားပြီလားတမီးဖြစ်သူလည်းမရှိတော့ဘူးဆိုတော့အာကျူနဲ့ပျော်ရွှင်ရော့တော့မလား ဒီနေရာမှာပဲဇလန်ရဲ့အကြီးမားဆုံးနဲ့အသေးကွက်စရာအကောင်းဆုံးအမှန်တရားကြီးပေါ်လာပါတော့တယ်ဗျာ ဘာမှန်တရားလဲဟင် သမီးလေးဆုံးမသွားပြီးရနေကြတဲ့ကြာမလေးအာရှာကအိမ်ကိုတန်ရှင်ရဲ့လောက်ရင်နဲ့အရင်တော့ကမီယာခွဲပစ်ခဲ့တဲ့ဖုန်းထဲက memory card လေးကိုအမှတ်မထင်တွေ့ရှိသွားပါတယ်အဲ့ဒီကားကိုသူမရဲ့ဖုန်းထဲထည့်ပြီးကြည့်လိုက်တဲ့အခါမှာတော့ဘယ်လိုပြောလဲသူမအရင်ကမသိခဲ့တဲ့အရာတွေတွေ့သွားတယ်ဗျာ ဟိုမတန်းဒီကိုတွေးလိုက်ရရင်မဟုတ်လား မှန်ပါတယ်ဗျာ ဗီဒီယိုတွေထဲမှာအာကင်ဟာအာရှာကိုတွေးဆောင်ဖျားယောင်းခဲ့တယ်လို့မျိုးအတိအကျတူညီတဲ့ချိုးတာတဲ့စကားတွေပြောပြီးမိယာကိုပါလက်စားခဲ့တယ်ဆိုတာကိုတွေးလိုက်ရပါတယ်ရှင် တကယ်ကိုမယုံနိုင်ချင်တာပဲ ဟုတ်တယ်အာကင်ဟာတာမီညောင်စလုံးကိုတပြိုင်နဲ့အပြိုင်ချင်းကပ်ပြီးလှည့်စားခဲ့တဲ့လူလိန်တယောက်ဆိုတာအာရှာရုတ်တရက်နားလေသွားပါတော့တယ်ဟိုနေပေါင်းဒါဆိုရင်အာခီကအာရှာကိုရောမီယာကိုရောဘာရည်ရချက်နဲ့ခုလိုလုတ်ခဲ့တာလဲ ဟိုအဲ့ဒီအဖြေကနောက်ပိုင်းမှာရေးရီဝင်းဖန်တဲ့တရင်ကျညာချက်ထဲမှာပါလာပါတယ်ဗျအာရှာအိမ်မဆိုမအီလန်နိုလာချိန်မှာ TV တရင်ကနေကျညာနေတာကအာခေနဲ့သူ့ရဲ့အဖွဲကို
ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဆိုတာပါပဲ ဟာဂုံးဖွဲ့ထားတာလား ဟုတ်တယ်ဗျာသူတို့ဟာ online ကနေမင်းကလေးတွေကိုပြစ်မှတ်ထားပြီးယုံကြည်မှုရအောင်တီးဆောက်ချစ်ရဲဆိုလက်စားပြီးတီခိုးခန်းတွေစီခေါ်သွားကခိုးဖတ်ဗီဒီယိုရိုက်ခုပြီးငွေညစ်တဲ့ကျဲစားဂိုင်းတစ်ခုဖြစ်နေပါတယ်ဗျာ အာခေကဟိုတယ်မှာအာရှာကိုဗီဒီယိုရိုက်ဖို့စူးစမ်းခဲ့တာကိုပြန်တရိရကြည့်ပါအောင်ရှင်အာရှာကလူကြီးဖြစ်လို့တတိထားပြီးငင်းဆန်ခဲ့လို့တာတော်တာပေါ့ ဟုတ်ကဲ့ညင်းလိုက်လို့လွတ်သွားတာပေါ့နော် ဒါပေမဲ့သမီးလေးမီယာကရောအဲ့ဒီထောင်ချောက်ထဲကိုအပြစ်ဝမီးသွားခဲ့ပုံရတယ်ကြောက်စရာအကောင်းဆုံးအမျောမြဲမဲမှုကဘာလဲဆိုရင်လေအာရှာဟာသူ့သမီးကိုဒုက္ခပေးနေတဲ့သူတို့သားမီးနှစ်ယောက်လုံးကိုလှည့်စားနေတဲ့လူယုံမာတယောက်အတွက်နဲ့ကိုလိုင်းကိုလာလွယ်ဆယ်လဖွားခဲ့တဲ့ဘာအဖြစ်မှမရှိတဲ့သမီးအယံကိုကိုလိုင်းအစိတ်ခတ်တက်ဖြစ်ခဲ့တာပဲသီလား တကယ်ကိုယူကျုံမရဖီစရာပဲဗျ ဟုတ်တယ်ဒီအမှန်တရားကိုတီးလိုက်ရတဲ့အချိန်မှာခံစားရမယ့်နောင်တတရားကတော့ငရေပြီကိုအရှင်လက်လက်ရောက်သွားတာချက်တော့ဆိုးရအောင်ပဲချစ်ပါတယ် တရားတာပေါ့ဗျာသမီးဖြစ်သူရဲ့တည်ဆိုးမှုကိုအပြည့်လူတွေရောခင်မှုမြင့်သူစူရီကပါအစအစိတ်တင်မှုလည်းတီးထားကြပါတယ်ဗျာ ဥပဒေအရဘာမှမဖြစ်ဘူးပေါ့ ဟုတ်ကဲ့ဥပဒေအရအာရှာဟာဘာပြစ်တယ်မှမခံရပါဘူးတက်တဲ့အထောက်ထားလည်းမရှိဘူးလေပေါ့နော်ဒါပေမဲ့တကယ်အဆုံးသတ်ပြစ်ဒဏ်ကဥပဒေထက်ပိုပြင်းထန်ပါတယ်ဗျာ ဟာဟုတ်တာပေါ့စိတ်ရဖြစ်တယ်လေ သူမဟာထိုမတမာသူလူလင်းတယောက်အတွက်ကိုယ်တိုင်မွေးထားသောသမီးကိုတမိခဲ့သည့်ပြစ်ကြွဲကိုတစ်သက်လုံးရင်ဝယ်ပိုက်ကနေသွားရမှာပါဗျာဇလန်အစားတော့ကအိမ်မိုးပေါ်မှာပြေးလွှားနေတဲ့ကြွက်တွေရဲ့အတန်ကိုပြန်တရိရကြည့်ပါအောင် ဟိုကြွက်တန်နေ ဟုတ်တယ်အခုဇလန်အဆုံးမှာအဲ့ဒီကြွက်တွေရဲ့အတန်ဟာပြန်လဲပေါ်ထွက်လာပါတယ်ဗျာဒါပေမဲ့ဒီတစ်ခါမှာတော့အဲ့ဒီအတန်ဟာအပြင်ကကြွက်တွေရဲ့အတန်မဟုတ်တော့ပဲအာရှာရဲ့စိတ်နှလုံးကိုအချိန်ပြည့်ကိုက်စားနေမယ်ဘလို့မှပျောက်ပြဲသွားမှာမဟုတ်တဲ့နောင်တတရားရဲ့အတန်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီဗျာ ဟာတကယ်ကိုချင်းနေလေအဆုံးသတ်ပဲရှင်ဒါဟာနားထောင်သူတွေအားလုံးအတွက်အလွန်အရေးကြီးတဲ့တတိပေးခေါင်းလောင်းတန်တစ်ခုပါပဲထီလားမျက်နာပြင်းတော့ကစာသားတွေအတူအယုံတန်ရောစင်တွေကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလက်ဟမှုတွေနဲ့ပေါင်းဆက်သွားတဲ့အခါဘလောက်တောင်အန်ဒီကြီးမားတဲ့ဆိုတာကိုပြသွားနေတာပါရှင် လုံးဝကိုမှန်ပါတယ်ဗျ ဒီအဖြစ်ပြောက်ကိုပြန်ကြည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့အားလုံးအတွက်အသွေးပွားဖွယ်ရာမေးဟုန်းတစ်ခုကြံရစ်ခဲ့ပါတယ်လေဒီနေ့ခေတ်မှာကျွန်တော်တို့ရဲ့ဖောင်းမျက်နှာပြင်နှောင်းတဲ့လူတွေကိုကျွန်တော်တို့တကယ်တော့သိကြရလား တကယ်မသိနိုင်ဘူးနော် ဟုတ်ကဲ့ပိုပြီးအရေးကြီးတာကကျွန်တော်တို့ရဲ့ကိုယ်ဖွဲ့အလိုစန္ဒတွေအတိမဖြူခံခြင်းစိတ်တွေကပဲကျွန်တော်တို့ရဲ့မျက်စိတွေကိုကွယ်စေပြီးအနီးနားကအချက်ရဆုံးတန်ဖိုးထားရဆုံးလူတွေကိုတောင်ရန်သူလိုမြင်လာစေနိုင်သလားဆိုတာပါပဲ ဆရာဝန်တယောက်ကတမန်ရိုက်ပြီးအယိုးကျိုးတာကိုအလွဲတကူပြသနိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာပြိုကွဲမှုတွေအထီးကျန်မှုတွေကိုတော့အလွဲတကူမမြင်နိုင်ပါဘူးဗျာအဲ့ဒီမမြင်ရတဲ့အကြောင်းလေးတွေကနေတဆင့်ဒီလိုကြောင်းမထွယ်ကောင်းတဲ့ပစ္စည်းမှုတွေဝင်ရောက်လာတတ်တာကိုအမြဲတတိပြုဖို့လိုအပ်ပါတယ်ဗျာ တွေးကြည့်လေကြက်တီးထဆရာကောင်းလေပါပဲရှင်ဒီကနေ့လေ့လာသုံးသပ်မှုကတော့ဒီလောက်ပါပဲ NFS Channel ကနှုတ်ထဗီဒီယိုဇာတ်ညွှန်းတွေကိုဆက်လက်ကြည့်ရှုဖို့တိုက်တွန်းကြပါတယ်ရှင် ဟုတ်ကဲ့အားလုံးပဲတတိထားဆင်ခြင်နိုင်ကြပါစေဗျာ Channel ကိုလည်း subscribe လုပ်ပေးကြပါအောင်နော်အားလုံးပဲနှုတ်ထအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ